အပတ်စဉ်တင်ဆက်ပေးနေတဲ့ TikTok Play မှာဗီဒီယိုတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်္ဂလာပါဒီဂျီကွန်ရဲ့ founder ကိုစရာဖြိုးပါဒီနေ့ Play နေတဲ့အကြောင်းအရာကစေးတော်တွေတားနှံတဲ့ TikTok account တွေဖြစ်ပါတယ်။စေးတော်နှံတယ်ဆိုတာသိရမလား။ရောင်းပို့စီကြီးပဲတင်နေကြလေ။ business owner တွေအနေနဲ့ကို product or service ကိုအရင်ရောင်းတင်တာတော့ဒါကတော့လူတိုင်းပါပဲနော်။ဒါပေမဲ့စေးပို့စီကြီးပဲတင်နေတဲ့အခါကျတော့လေ very boring ပေါ့နော်ပြင်းစရာကြီးပေါ့နော်။ကျွန်တော်စေးမတယောက်တွေ့ပြီဆိုလို့ရှိရင်အအောင်သွားကိုကစေးစော်နှံတယ်ဘာလို့ဆိုတော့ဒီကောင်အလကားနေရောင်းနေတာဟုတ်အခုမဟုတ်တခုထိုးရောင်းနေတဲ့ခါကျတော့သူ့လည်းတိတ်ပြီးတော့မကြည့်ဘူးပေါ့နော်အကျောင်းတငယ်ချင်းတွေထဲမှာလည်းရှိတယ်အဲ့လိုတငယ်ချင်းတွေကိုပတ်ပြီးတော့ထိုးရောင်းနေတဲ့ကောင်တွေရှိတယ်သူတို့ဆိုလို့ရှိရင်ကျွန်တော်တို့ကစေးစော်နှံတယ်ဆိုတော့နှိမ်ဖြစ်တာပေါ့နော်အခုလည်း TikTok account တွေထဲမှာလည်းအဲ့လိုစေးစော်နှံတဲ့ account တွေရှိလားပေါ့နော်ကျွန်တော်အယောင်ပို့စီကြီးပဲတင်နေမဲ့အစား content marketing လေးပြောင်းလို့ကြည့်ပါဗျ content marketing ဆိုလို့လည်းအများကြီးစဉ်းစားပြီးတော့ခေါင်းနဲ့မထည့်နဲ့ကိုရောင်းတဲ့ပစ္စည်းလေးရဲ့အကြောင်းပဲဖြစ်ဖြစ်ဘယ်ဟာလေးနဲ့တွဲသုံးရင်ပို့ပြီးတော့အဆင်ပြေတယ်ဆိုတာမျိုးလေးပဲဖြစ်ဖြစ်အဲ့လို knowledge sharing လေးပဲဖြစ်ဖြစ်အဲ့လို content marketing လေးတွေနဲ့ညှက်ပြီးတော့မှအယောင်ပို့သေးလေးကိုတင်လို့ဆိုရှင်တော့လူပို့ပြီးတော့စိတ်ဝင်စားတာပေါ့လေဒီတိုင်းပဲဘာမှလည်းမပြော knowledge sharing တွေဘာတွေလဲဘာမှမလုပ်ဘဲနဲ့ကိုရောင်းတဲ့ပစ္စည်းပဲဟိုလောက်ပြလိုက်ဒီလောက်ပြလိုက်ဟိုဟာလေးလောက်ပြလိုက်ဒီဟာလေးလောက်ပြလိုက်နေကြတော့လဲစေးစော်တွေဒါနန်တာပေါ့နော် Salesforce တွေကြီးပဲတင်လို့ရောင်းနေရတယ်ဆိုရှင်တင်လာတင်ဒီတိုင်းလာဆက်တယ် Salesforce တွေကြီးပဲတင်နေလို့မရောင်းအောင်ဘူးဆိုလို့ရှင်တော့ဒါကိုစေးစော်နှံနေပြီပေါ့နော်အဲ့တော့ business owner တွေအနေနဲ့လဲကိုယ့် account လေးကိုယ့်ရဲ့ TikTok account လေးကိုတက်စစ်ကြည့်ပါအောင်စေးစော်တွေဒါနှံနေပြီလားပေါ့နော်အဲ့တော့ content marketing လေးလည်းနည်းနည်းဂျားညှက်ပြီးတော့လုပ်ကြည့်ကြပါအောင်ဗျဒီနေ့အတွက် TikTok Play မှာဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ကိုလည်း TikTok Play မှာဆိုပြီးတော့ခေါင်းစဉ်တက်ပြီးအပတ်စဉ်တိုင်း blame ပေးနေအောင်မှမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်